ဒီဗီဒီယိုလေးကဖုန်းရောင်းမှာမဟုတ်ဘူးတော့เนาะကျွန်တော်ဒီလာမဲ့ဒီ2026ကျွန်တော်ဒီတရက်နေ့ပေါ့ဧပြီတရက်နေ့မှာစတင်ပြီးတော့ကျွန်တော်နိုင်ငံတော်ကျင့်သုံးမဲ့ CIR Smith အကြောင်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်ဒီအကြောင်းလေးကကျွန်တော်မဖြစ်မနေတာကျွန်တော်ရဲ့မိတ်ဆွေတွေပြုလုပ်ရမယ့်အချက်လေးဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဆရာကဝယ်တဲ့ customer ပဲဖြစ်ဖြစ်ကျွန်တော်ဘယ်ကဝယ်တဲ့ customer ပဲဖြစ်ဖြစ်ပေါ့နော်ဒီကျွန်တော် CIR အကြောင်းလေးကမဖြစ်မနေတည်တင်တဲ့အကြောင်းလေးပါဘာဖြစ်လို့ဆိုတော့ဒီလားကုန်တာနဲ့ကျွန်တော်ဒီအကြောင်းလေးကိုမသိဘူးဆိုရင်ကိုကမိတ်ဆွေကဒီအကြောင်းလေးကိုမလေ့လာမသိလို့စိတ်မဝင်စားလို့ဒါစင်ကတ်တွေထည့်တဲ့အချိန်မှာမထည့်ထားဘူးဆိုရင်ကျွန်တော်ဒီလားကုန်မှာမိမိရဲ့ဖုန်းကregister လုံးဝ blacklist ဖြစ်ပြီးတော့မြန်မာစင်ကတ်ထည့်ပေးရတာတွေစင်မတက်တာတွေ internet သုံးရတာတွေကျွန်တော်တို့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဗျ။ဒါကြောင့်မို့ဒီကျွန်တော်တို့ CIR အကြောင်းလေးကမဖြစ်မနေကြည့်တင်ပါတယ်။ဘာလေးလဲဆိုရင်တော့ကျွန်တော်တို့ဒီကျွန်တော်တို့ဒီ3လပိုင်းအခုဆိုရင်25ရက်ရောက်ပြီဗျ။ဒီလားမကုန်ခင်မှာမိတ်ဆွေဖုန်းကတူးစင်းကိုကင်ထားတယ်ဆိုရင်အဲ့တူးစင်းကမဖြစ်မနေကျွန်တော်တူးစင်းနက်ကတ်ထည့်ပြီးတုံးထားပေးရမှာဖြစ်ပါတယ်။အီစင်းပါတဲ့မိတ်ဆွေများအတွက်လည်းအီစင်းလေးကိုမဖြစ်မနေခဏတစ်ပြုတ်ထည့်ပြီးတော့တရက်နှစ်ရက်အနေနဲ့တုံးထားပေးပါ။အဲ့လိုမဟုတ်ဘဲနဲ့ကိုက1စင်းပဲသုံးနေတဲ့မိတ်ဆွေများအတွက်ပေါ့နော်ကျွန်တော်တို့မိတ်ဆွေတွေရှိတယ်တချို့ body တွေတချို့အကိုတွေအမတွေဆိုတော့တကက်တည်းပဲသုံးတာသူကကင်ထားတာတော့နှစ်ကတ်ထိုးပဲဒါပေမဲ့တကက်တည်းပဲထည့်သုံးတယ်ဆိုရင်ကျွန်တော် channel စင်းပေါက်ကိုမထည့်တဲ့အတွက်မိတ်ဆွေရဲ့ဖုန်းကဒါ blacklist ရင်းဝင်သွားနိုင်တယ်ပေါ့နော်အဲ့လိုအခြေအနေတွေပဲဖြစ်အောင်ဒီနှစ်ကတ်ထိုးကင်ထားတဲ့မိတ်ဆွေများကလည်းမြန်မာစင်းကတ်ကိုကျွန်တော်တို့ operator ၄ခုကကြိုက်တဲ့နှစ်ကတ်ကိုထည့်သုံးတာပါဒါအရေးကြီးဆုံးကတော့ကျွန်တော်တို့ဒီ Z Flip တွေ iPhone တွေပေါ့နော်1စင်း eSIM ကင်ထားတဲ့မိတ်ဆွေများအတွက်ရိုးရိုးစင်းတစ်ကတ်ထိုးရတယ်ဒီကမလို့ဘူးဆိုပြီး eSIM ကိုထည့်မသုံးကြတာများတယ်ပေါ့နော်အဲ့မိတ်ဆွေများလည်းကျွန်တော်ဒီလားမကုန်ခင်အတွင်းမှာ eSIM လေးတွေကိုမဖြစ်မနေထည့်သုံးပေးထားကြပါအဲ့လိုမှသာလေလားကုန်တဲ့အချိန်တွေမှာလည်းမိမိဖုန်းကအရင်တိုင်းဆက်သုံးလို့ရနေမှာဖြစ်ပါတယ်